ဘဝဒုက္ခအမျိုးမျိုးနဲ့ကြုံတွေ့ရတယ်လို့ဘဝဒုက္ခအမျိုးမျိုးနဲ့လည်းကြုံတွေ့ကြရတာဟာဘာကြောင့်လဲလို့ဆိုလို့ရှိရင်လိုချင်မှုတဏှာရှိနေသည့်အတွက်ကြောင့်ဒီလိုကြုံတွေ့ကြရတာဒုက္ခဒုက္ခအမျိုးစုံတဲ့ဘဝမှာလိုချင်မှုဆိုတာကဥဆောင်ပြီးတော့ဖန်တီးနေသည့်အတွက်ကြောင့်ချမ်းသာဒုက္ခတွေနဲ့ပြည့်နဲ့နေတော့လဲနောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့အဆုံးသတ်ရတဲ့ဘဝအဲ့ဒီဆင်းရဲဒုက္ခနဲ့မကင်းနိုင်တဲ့ဘဝတွေကိုအဆုံးသတ်ဖို့အတွက်လိုချင်မှုဆိုတဲ့တဏှာကိုဖယ်ရှားနိုင်မှဖြစ်တယ်လိုချင်နေသမျှတော့လုံနေကြအောင်ပါပဲ